မြင့်မြင့်ကြီးကနေပြီးတော့တချင်းလေးတစ်ပုတ်နဲ့အခမ်းဖြောပြေးပြီးတဲ့နောက်မှာအခုဒီပံစိတ်ရှိုးအလှဲ့တာဝန်ကျသူကတော့အစောတော်အင်ဂျိုအင်ဂျာဇယက်ကျူဇယက်ကြားသူများပေးစာကန်းစာတောင်းစားနေရတဲ့တောင်းစားဘဝကနေမကျွတ်လို့သေးတဲ့နော်အမေကျော်တွေးတော်ပါကြံစည်နေတဲ့အစောတော်မိုးရီဖြစ်ပါတယ်သူဒီဆိုမဲ့တချင်းကတော့ကောင်းစင်ကတပုတ်သေးကိုဘွဲတွေတော့ရှိမှန်းတော့မသိဘူးသူကျင်ညာတော့မှာအခွင့်အရေးရတော့ပြောတာပြီးပါပြီခင်ဗျာမပြီးပါဘူးဖြစ်သမျှကံကြောင်းမလွယ်အင်းရာကံဆောင်တပုတ်သေးပါမဲလာရလေးမှလူချင်းနဲ့တပုတ်သေးလေလာရများမှမြန်လို့တယ်ဟုတ်ပါပြီချစ်ရလာလို့ခဏမေရမောင်းကိုပဲမုံမပွားလို့နှုတ်ခမ်းသူလာရင်မဲစားတောင်းချေစီထွေတွေဒီတပုတ်သေးတုံးဆိုတိုက်ကြားဆိုကိုက်ကျွန်တော်မပသိန်းသူချောဖို့ရင်မုံလာဖို့ငါများအရွက်တိုက်နေတာစောင်းသမားတယောက်ကိုလေတတိမရရင်နေပါစေဘဒုံရောင်ကိုများအရွက်တိုက်နေတာတပုတ်သေးရဲ့ဖြန့်လိုက်ရင်တကူလုံးဝေဖျားကြီးလင်းမေတ္တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာအောင်သိန်းဟာအောင်ငိမ့်ရောက်ခမပါအဆိုတော့ကိုမိုးရီရဲ့သူ့ရောက်ခမအကြောင်းကိုကြီးညာပြီးတဲ့နောက်မှာအခုတဖန်အလှည့်ကျလာသူကတော့မိန်လာကြိုမိန်လာကြားမြောင်းကြိုမြောင်းကြားပလတ်စတစ်ကောက်စားနေရတဲ့နော်ကိုတိန်ညွန့်ဖြစ်ပါတယ်အဆိုတော့တိန်ညွန့်तू อ่ะနှစ်သက်တဲ့ချင်းလေးတပုတ်နဲ့ဖြောပြေးပါမယ်တဲ့မင်းဘယ်လောက်မြောက်တို့ကမမြောက်ပါသိပါတယ်မဟာနှစ်သက်တာဘာဘီဘင်းနဲ့တချင်းရုပ်ဦးစားပေးတာဗျတလန်ကွာပါဒီအတန်လည်းကြိုက်တယ်စัจ java လားမြေပြင်းထဲဝဲတချင်းဦးစားပေးတာမျက်ရှိဆုံးကျဲတော်မူလေဒီမနမင်းမှာအကျွေး2000ရှိသည်မနမင်းများအကျွေး2000သွားရှိဒုက္ခသူကသူသင်မသားလို့မဲကျွေးကြော်သည်ကိုတညွန့်နေပြီးတော့သူ့မှာအကျွေးရှိတဲ့အကြောင်းကြီးတင်ဆက်လို့ပြီးပါပြီအခုတဖန်ရေစီလဲတွန်းပြီးတော့မြို့ပြင်ဇေယျဘေးမှာကြွတွင်းလေးရှိမှာအဖီဆွဲနေရတဲ့အဆိုတော့ကိုစိန်ရိုးသူနှစ်တရာတချင်းတပုတ်နဲ့ကျင့်နဲ့အားရအောင်ဖြောပြေးပါမယ်တဲ့လို့တော့အပြောခိုင်းတာပဲတမတော်မှာပြောတယ်ဆိုတဲ့မောင်ကြီးတမချင်းကိုတို့မလားမုံလာချင်းကိုတို့မလားစင်းနေစားတာပြောတချင်းဆိုပါအမိဘများရှိလာပြီးတော့တမချင်းနေမုံလာချင်းနေလာရောက်နေရပြီဒုက္ခလူလေအဲ့ဒါလို့ဒီဆိုပြီးရနောက်မှာအခုကအမိဘများမျောလင်းတောင်းတနေတဲ့နမကြီးစိတ်ရှိုးအဆိုးတော်စင်ကာပူမှာ9ခေါက်ဂျပန်တစ်ခေါက်တည်းများ9ခေါက်ကောင်းအိတ်ကြံခဲ့လို့ပြန်ယူရတာ4ခေါက်ဂျပန်တိုကျိုမြို့မှာရင်အခေါက်20ကျွန်တော်မလေးရှားယိုရီးယားထိုင်းဘုံပြည်သစ်ဘယ်နဲ့ညနေမှာအခောက်ကမရီနိုင်တဲ့နိုင်ငံသားပြန်အဆိုတော် international mosque ဖြစ်ပါတယ်သူဒီဆိုမဲ့တချင်းလေးရဲ့ခေါင်းစဉ်ကတော့အကြီးလှမ်းမယ်တဲ့စာအုပ်တချင်းကိုအကြီးလှမ်းမယ်တဲ့ Hey lady one do တတိယလေးနင်ညိုချင်းတင်းတောက်တဲ့ခါရွာလန်းတစ်ပေမှာရှာလာလာစာဦးတို့ငယ်ချင်းမတွေရက်ကရှင်းလို့လားရှာလာလာချင်းလေတန်တာတာအိုး
တာစာဦးရေတွန်းပြီးပါပြီ